အားလုံးပဲမင်္ဂလာပါဒီcomment လေးတော့ blind ပြန်ပြီးမယ်ပေါ့နော်သူကပြောထားတာက Sun Aquarius နော် Sun Aquarius ဆိုတော့Aquarius တွေကရေပြာအဖြစ်ဉာဏ်ရည်ထက်မြက်ကြတယ်သူတို့ကသူများနဲ့မတူတာတွေကိုစမ်းသစ်ပြီးတော့လှုပ်ဆောင်ခြင်းနဲ့စိတ်ကူးတွေရှိတယ်ညီငွေလွယ်တယ်ပေါ့နော်ညီငွေလွယ်တယ်အစ်တွေကိုသဘောကျတဲ့လူမျိုးဖြစ်တယ်ဒါကကိုယ့်ရဲ့ personality မှာကောင်းတဲ့အချက်ပါနော်နောက်တစ်ခုကမွန်းဆိုင်ကလီယိုလီယိုကလည်းတကယ် leadership sign ပြောလို့ရပါနော်သူကရဲရင်နဲ့သူ့ရဲ့ sample ကချင်းသစ်ဖြစ်တဲ့အားလျော်စွာသူတို့ရဲ့စိတ်ဓာတ်ကရဲရင်ပြတ်သားကြတယ်ဥဆောင်နိုင်စွမ်းတွေရှိကြတယ်အဖွဲ့အစည်းမှာဆိုလည်းရဲရင်နဲ့ volunteer လိုမျိုးအဖွဲ့အစည်းကိုဥဆောင်ပြီးပြောကြရတာမျိုးတွေမှာကျွမ်းကျင်ထက်မြက်တဲ့ဥဆောင်ခြင်းစိတ်ရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်ပါတယ်နောက်တစ်ခုကဒီမှာရေးထားလေးတာပါ Mercury Capricorn နဲ့12 house မှာရှိတယ်တဲ့ဒါ Mercury ရဲ့နောက် Mars က Taurus Venus Pisces Venus Pisces 1 first house လို့ရေးထားအောင် Venus Pisces first house ဆိုအဲ့ဒါ rising ပဲလीနော်rising sign က Pisces ဖြစ်သွားတာပေါ့အလူဒီ batch ချက်မှာပထမဆုံး first house မှာရှိတဲ့ sign ရတာ rising sign ပဲလीနော်ဆိုတော့Sun Aquarius Moon Leo Rising Pisces ပေါ့နော် Rising Pisces ကြတော့သူများရဲ့အမြင်မှာဆိုရင်ဒီလူကအေးချမ်းချမ်းနဲ့တိခံတတ်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးမြင်ခံရတယ်သူတို့တွေကကုညီတတ်ပါတယ်ပိုက်စီတဲ့ကုညီတတ်တယ်သတိထားမဲ့အချက်လေးတကူကနည်းနည်းအတွေးများတယ်စိတ်ကူးရင်များတယ်ပေါ့နော်အတွေးများတာကတော့ကိုယ်ကသတိထားပြီးတော့ဆင်ခြင်ရမှာပေါ့ဘာလို့လဲဆိုတော့ဒီစမ်းဆိုင်ရလဲ Aquarius ဖြစ်တယ် Aquarius တွေကညံကောင်းတဲ့လူတွေကတော့တွေးတာပဲလေတွေးတယ်ပေါ့နော်ဆိုတော့Sun or Rising ရောကတွေးတဲ့sign တွေဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုနည်းနည်းလေးသတိထားလိုက်ရင်အဆင်ပြေမှာပါအတွေးများလုံးပြီးတော့တစ်ခါလေးမပြောရပါညာဆိုရင်တော့ကျမကြီးထိခိုက်နိုင်တယ်လीနော်အဲ့တော့ဒါလေးကိုသတိထားဖို့ပါပဲကျန်တာကတော့ကောင်းပါတယ်ဉာဏ်ရည်ထက်မြက်တဲ့ဥဆောင်နိုင်တဲ့စိတ်သက်ခွန်အားတွေလည်းရှိတယ်เนาะပိုက်စီကလည်းကျင်နာတတ်တဲ့တိခံတတ်တဲ့ sign ဆိုတော့လေဒီပိုက်ချက်ကလေးကို sorry ဒီ sign personality sign လေးကို reply ပြန်ပေးလိုက်တာပါဒီကညီမလေးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အသီနာပါရှင်